ကျွန်တော်အစာမစားပဲ382နာရီနေသွားမှာပါရှာဖွေတွေ့ရှိမှုတွေအရလူရဲ့ခန္ဓာကိုယ်ကအစာမစားပဲ9ရက်ကနေ10ရက်လောက်ထိပြဿနာမရှိပဲနေလို့ရတယ်အဲ့ဒီအချိန်တွင်းမှာလည်းခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေရှိတယ်ဥပမာဆဲတွေကိုတန့်စင်ပေးတာတို့အစီကိုလောင်စာအနေနဲ့သုံးတာတို့ကြီးထောမှုဟော်မုန်းကိုမြင့်တင်ပေးတာတို့အပြင်တခြားကောင်းကျိုးတွေလည်းရှိသေးရပါကျွန်တော်အခုအစာမစားပဲနေမှာအဲ့ဒီကောင်းကျိုးတွေကိုလိုချင်တာအပါအဝင်ကျွန်တော်ရဲ့အချင်းတစ်ခုကိုရုပ်တရက်ပြင်နိုင်မလားဆိုတာကိုစမ်းကြည့်ရပါကျွန်တော်အခုဒီလိုပုံမှန်ထက်အပြင်စာတွေကိုပိုစားပြနေပြီးတော့အရင်2လအတွင်းကျွန်တော်ပတ်စံအသုံးပြဆုံးနေရအစားအသောက်အတွက်ဖြစ်နေပါတယ်တရက်ကို4နဲ့အပြင်ကြားထဲမှာသေးသေးလေးတွေရှောက်စားတာလည်းရှိသေးတယ်အဲ့ဒီကျွန်တော်ရဲ့အစားအသောက်ဘက်ကစီကံမရှိတဲ့ habit ကို fasting လုပ်ရင်းနဲ့ရုပ်တရက်ထိန်းနိုင်မလား fasting ကာလအတွင်းမှာအစာစားခြင်းစိတ်ကိုထိန်းတာတွေကိုလည်း fasting PT ပါသွားခြင်းလို့ကျွန်တော်ဒီဗီဒီယိုလုပ်လိုက်တာပါအခုကနေ့လယ်တနာရီပါကျွန်တော်နောက်3ရက်အတွက်နေ့လယ်စာကိုစားပြီးသွားပြီကျွန်တော်စပြီးတော့ fasting time မှာပေးလိုက်တော့မယ်ကျွန်တော်နောက်ထပ်3ရက်လို့သာပြောတာကျွန်တော်3ရက်ထပ်ပို့ပြီးနေနိုင်မယ်ဆိုလို့ရှိရင်လည်းနေသွားမယ်ဒါပေမဲ့3ရက်ကိုတော့ minimum အနေနဲ့ထားရမယ်ပေါ့နော်3ရက် minimum အများဆုံးတစ်ပတ်လောက်ထိကျွန်တော်ဘယ်လောက်နေနိုင်မလဲပေါ့အပြင်စာအစားများတော့အိမ်ရရေခဲတစ်တာထဲမှာထူထူသိမ့်မရှိဘူး fasting လုပ်တဲ့အချိန်တော့အဲ့ဒါကောင်းတယ်ရေများတော့မယ်အစားတော့ကြောင့်မတွေးပဲနေမယ်3ရက်ပဲAC ဖြစ်မှာပါဒီရက်ပိုင်းတွေတကယ်ချင်းနဲ့မတွေးပြရင်တော့ဘိုက်စာသားလွယ်လို့ခက်ခဲမှမျိုးမရှိတော့ပါဘူးဒါကကျွန်တော် fasting လုပ်နေရင်9နာရီလောက်ရောက်တဲ့အချိန်မှာကျွန်တော်နေဘက်ကပေါ်လာရောက်လာတယ်။ကောင်က coffee ဆိုင်ထိုင်ပြီးအမှန်ကန်နေစားပြတောက်ပြ။အခုတော့ခက်ခက်ခဲခဲကြီးတိုက်ပြီးရင်ဆိုင်နေရတာမျိုးကြီးမရှိဘူး။ဒါပေမဲ့ကျွန်တော်4နာရီရှာတစ်ခါလောက်အရသာခံစားလေးရှိတဲ့သူတယောက်အနေနဲ့ဒါမျိုးကြီးတွေ့နေရတော့နည်းနည်းလေးတော့စားကျင်စိတ်တော့ဖြစ်တယ်ပေါ့။6နာရီကြာပြီးနောက်မှာဘိုက်ထဲအစာထည့်နေတာထက်အရသာလိုချင်တာမျိုးရှိလာပါပြီ။ဘိုက်စာရဲ့ level ဆိုရင်1 star လောက်ရှိမယ်။အမှုကတော့ active ဖြစ်နေတော့မှာပဲ။ဒါကျွန်တော်ရဲ့တင်တာစားတယ်ပါဦးစီတယ်ပါဦးထမင်းနဲ့ရေနဲ့ထမင်းမဲတော့မဟုတ်တော့ဘူးရေပဲပါထမင်းမပါဘူးရေပဲစားမစားပဲနေရဆိုပြီးအချိုကြီးတောက်လို့ရတာမျိုးမဟုတ်ဘူးဗျာဘာကယ်လိုရီမှမပါတဲ့ရေပလိန်းတောက်မှခန္ဓာကိုယ်အတွက် water fasting ဆိုပြီးဖြစ်တာပါဘိုင်ထဲမှာရှိတဲ့အစာတွေက6နာရီကနေ12နာရီကြာဆိုကြည်ရောပါပြီအဲ့ချိန်ခန္ဓာကိုယ်မှာရှိတဲ့ glycogen ကို glucose အနေနဲ့ပြောင်းပြီးစွမ်းရည်အနေနဲ့အသုံးပြုလာပါပြီကျွန်တော်အစာမစားပဲနေတာ7နာရီနဲ့54မိနစ်ရှိပြီကျွန်တော်ရဲ့အိတ်ချိန်ကိုလည်းရောက်လာပြီဆိုတော့ကျွန်တော်အိတ်တော့မယ်အိတ်ပျော်အောင်တော့အိတ်ကြည့်မယ်ပုံမှန်ဆိုလို့ရှိရင်တော့ဘိုက်ဟောင်းအောင်ဆိုရင်တော့အိတ်ပျော်တာမဟုတ်ဘူးခုကမနက်10နာရီကျော်လောက်ရှိပြီကျွန်တော်အစာမစားပဲနေတာနိုင်20ကျော်လောက်တော့ရှိပြီအများကြီးခါနေလဲရေပဲဒီနိုးလဲရေပဲအခုနိုးလာတော့လည်းပဲရေ2ခွက်လောက်ကိုသေချာဘိုက်ပြေးနေအောင်တောက်ထားလိုက်တယ်ကျွန်တော်စပိတ်နေနေတာပုံမှန်ထက်တော်တော်လေးပို့ပြီးတော့နေတယ်ပြီးတော့စကားပြောရတော့ပါအောင်ဆိုလို့ရှိရင်လည်းဒါကြီး energy အများကြီးလို့သိမဖြစ်နေဘူးကွာပြီးတော့လမ်းမှာရှိတဲ့ဆိုင်တွေရဲ့အစားသောက်တဲ့နေရာတော်တော်မွေးရလို့ကျွန်တော်ခံစားရတယ် especially မွေးကနဲ့တော်တော်မိုက်တယ်ဟန်ကလည်းပဲ4 stars ဘူးကတော့ဘာလို့အာယုံနောက်လို့နောက်နေမှမသိတော့ဘူးအာယုံတော့နောက်လာတယ်ဒီချိန်မှာတိန်းထားတဲ့ glycogen တွေကနည်းလာပြီးအစီကိုလောင်စာအနေနဲ့သုံးတဲ့အစီကိုရောက်လာပါကျွန်တော်အကူကတော့အိမ်မှာထမင်းနေတိုင်းချက်တယ်။ဘိုက်စာတာခက်တာမျိုးမဟုတ်ဘူး။အစားအစာကိုမြင်နေအနံ့ရနေပြီးတော့မစားမိအောင်ထိန်းထားရတာတကယ်ခက်တာ။ကျွန်တော်အဲစိတ်ကိုလုံးစရာရှိတာလုံးနေရင်းနဲ့ဗာအာယုံလွှဲထားလိုက်ပါတယ်။ Where is my Oppo ACS Pro? Oppo phone မရောက်ဘူး။ Oppo ACS Pro ကဘယ်ရောက်နေလဲဆိုလို့ရှိရင်ဘောင်းပြိတ်ထဲကနေပြီးတော့ short set တွေကိုရောက်နေတာဗျာ What an amazing Eddie give me Oscar right now Fasting လို့တာ25နာရီနဲ့30မိနစ်ရှိပါပြီ Oppo ACS Pro ကမြင်တဲ့အတိုင်းပဲ IP69K water and dust resistant ပါမို့လို့မိုးရွာနေချိန်တို့ရေဆိုနေချိန်တို့ဆိုရင်တော့မှသုံးလို့ရတယ်ရေဆိုသင်းလောက်ရေဆိုခံတယ်ဗျာအဲ့လိုမျိုးဒီဖုန်းကအကြမ်းခံတဲ့ဘက်ကိုသွားတော့မတော်မဆဖုန်းပြုတ်ကျလို့ဖြစ်ရမယ့်ဝေဒနာမျိုးဆိုတာတိတ်မရှိဘူးမိုင်းထဲလဲပါတယ်ဘက်ထရီက 9000 mAh တနေ့ကိုဗီဒီယိုကြည့်ဂိမ်းဆော့မယ်ဆိုလို့ရှိရင်တော့အားကိုတစ်ခါထပ်သွင်းရမယ်ဖုန်းထဲမှာမပါဘူးဘက်ထရီလည်းတော်တော်ကြာခံတယ်အားသွင်းရင်လည်း80 watt flash charge fast မဟုတ် flash တော်တော်မြန်တယ်ပေါ့အဲ့တော့ခဏလေးနဲ့အားပြန်ပြေးတယ်ခဏလေးအားသွင်းကြာသုံးကြိုက်တယ်လို့သုံးလို့ရတဲ့ဖုန်းတစ်မျိုးပါ Oppo ACS Pro ပါအခုလိုမိုးတွေမှာဖုန်းကြီးဆိုတာစိတ်ပူစရာမလိုတာမျိုးရေစုံနေတဲ့ screen ကို smooth ဖြစ်နဲ့သုံးလို့ရတဲ့ဖုန်းမျိုးကိုကျွန်တော်ကြိုက်တယ်ကျွန်တော် fasting မလုပ်ခင်မှာဒီဖုန်းကို100ခိုင်နှုန်းအပြည့်အားသွင်းတယ်ကျွန်တော် fasting PLT ကိုထပ်ပြီးတော့အားသွင်းစရာမလိုတာတော့ကျွန်တော် fasting လုပ်နေလို့ဒီဖုန်းကလိုက်ပြီးတော့ keep up လုပ်နိုင်တယ်ပေါ့နော်အဲ့ဒါလေးကတော့မိုက်တယ် battery တော်တော်ခံတယ်ကျွန်တော်အခု fasting လုပ်နေတာရောဘယ်လိုရှိမလဲပေါ့
33နာရီကြာပြီးချိန်အခြေအနေဘယ်လိုရှိမလဲဆိုရင်ရေမင်းများတောက်ဆိုတဲ့ steak ကရေတောက်တာများလို့ဤွားတယ်ဆိုတာမျိုးမရှိဘူးဒါပေမဲ့အစားတောက်အကြောင်းမတွေးနဲ့အဲ့ဟာကဘာမှမလုပ်လို့မရတာ social media သုံးလို့ရှိရင်လည်းပဲအစားတောက် content တွေကိုပို့ပြီးတော့သတိထားမိတယ်ကျွန်တော်ဗီဒီယိုလုပ်ပြီးဆိုလို့ရှိရင်ဘယ်လို creative ဖြစ်အောင်လုပ်ရမလဲဆိုတာလေးတွေးလို့ရှိရင်ဒီရက်နေမှာခေါင်းထဲမှာအဲ့ဒါဘာမှမရှိနေဘူးကျွန်တော်အဲ့ရအောင်မှာလှဲနေပြီးတော့ငါ fasting ပြီးရင်ဘာစားမယ်82နာရီပြည့်ဖို့အချိန်ဘယ်လောက်ကျန်သေးတယ်ဆိုတာပဲတွေးပြနေတယ်အဲ့ဒါကြီးကိုမတွေးပြအောင်လုပ်လို့လည်းမရဘူးဒီဗီဒီယိုကအဓိကစိတ်ဘက်ကိုသိချဘိုက်စားရွာဘိုက်ကစားနေတာမျိုးပေါ့အုံနောက်ကစားနေတာမျိုးဖြစ်ဟန်ကားလည်းပဲ3 stars နေ့လည်လောက်တော့ဘိုက်စားနေတာမျိုးမရှိတော့ဘူးလူတချို့ပြောတဲ့ focus ပိုကောင်းတာမျိုးစိတ်ကြည်နေတာမျိုးလည်းမဖြစ်နေဘူးခေါင်းမူးလာတာတော့သတိထားမိတယ်ကောင်းတာကတော့ဒီချိန်မှာအစီတွေပူလောင်ကျွမ်းနေပါပြီပြီးတော့ပျက်စီးနေတဲ့ဆဲတွေကိုရှင်းလင်းပေးတဲ့အဆင့်မှာလည်းအချိန်တစ်ခုရှိနေပါပြီအစီတွေကလောင်နေပြီအုံနောက်ကကြောင်နေပြီဘာမှမရှိရဲ့မီးကိုတွေကိုသွားပြီးရှောင်နေပြီပြီးတော့ဘာဆက်ဆိုရမလဲဘာဆက်ဆိုရမလဲဆိုတော့မင်းကစာတက်လို့လာတယ်အဲ့ဒါကတီးပြီးတော့တမင်သရိုးနေတာလားတော့မသိဘူးဒီမှာ YouTube ကြည့်လဲပဲအစားတောင်း content တွေမဟုတ်ပါဘူးစိတ်ကနေပြီးတော့အော်ဒီ content တွေအများကြီးတွေကနေအစားတောက်ဆိုတာလေး highlight သွားဖြစ်နေတာမျိုးပါအဲ့လိုမျိုးပေါ့ဒါကြီးကကျွန်တော်လုံမှုမြတ် challenge ရှိတယ်မှာအခက်ဆုံးပဲပြင်းလုံးလည်းရှော့တက်တယ်လည်းပို့ခတ်တယ်ပတ်စံပါပဲခီးသွားရတယ်လည်းပို့ခတ်တယ်ကျွန်တော်3ရက်82နာရီတော့မခံတော့တော့ထင်တယ်ကျွန်တော်စိတ်တယ်မနေ့ကမနက်နိုးလာလို့ရှိရင်အခြေအနေကြည့်ပြီးတော့48နာရီအထိပဲကျွန်တော်သွားမိတော့မယ်ထင်တယ်ကျွန်တော်အဲ့ရနိုးတဲ့အချိန်က48နာရီပြည့်ဖို့အတွက်3နာရီလောက်အလိုပါအပြင်မှာထွက်စားဖို့တဲ့အရင်ငပြောသီးကိုပဲ48နာရီပြည့်ရင်စားမယ်ဆိုပြီးဖြစ်နေပါပြီဟန်ကားလည်းပဲ I don't even know I'm hungry or not at this point ရေဘူးမနိုင်သေးတယ် AC ပဲအချိန်ကြီးကဘယ်လိုရှိလဲဆိုလို့ရှိရင်48နာရီပြည့်မဲ့3နာရီကတရက်လုံးနှီးပါးလို့တောင်ခံစားရတယ်။နာရီကိုခဏခဏကြည့်နေမိလို့လည်းဖြစ်မှာပေါ့။ရီရောရီရတယ်သိလား။လိုကင်မရာထောင်လိုက်ကိုယ့်အကိုဘာဖြစ်နေလဲရှာလိုက်။48နာရီပဲချိန်ပြည့်လဲဆိုတာနာရီခဏခဏကြည့်နေလိုက်နဲ့။မပြေသေးဘူးလားမသိပါဘူး။48နာရီကျွန်တော်နောက်ထပ်24နာရီပေါင်းပြီးတော့82နာရီ3ရက်တော့ကျွန်တော်ရောက်အောင်မသွားတော့ဘူးကျွန်တော်အိမ်မှာရှိတဲ့ငှက်ပြောသီးနဲ့ရေနဲ့ပဲစားပြီးတော့ကျွန်တော် fasting လုပ်နေတာကိုရလိုက်တော့မယ်ဒီချိန်မှာဘာပဲဆက်ဆက်အကုန်အရသာရှိမှာပဲဗျအစိမ်ထဲမှာတော့ဟိုဟာစားခြင်းနဲ့ဒီဟာစားခြင်းနဲ့ဆိုတာတွေတော့ရှိရယ်မဲလားမဲ it doesn't matter အဲ့လိုနဲ့ကျွန်တော် fasting လုပ်တာကို48နာရီပြည့်တဲ့အချိန်မှာရက်လိုက်ပါတယ်ဒါကျွန်တော်ဘဝမှာအစာမစားဘဲနေတဲ့အကြာဆုံးအချိန်တစ်ခုပါ fasting လုပ်ပြီးချင်းကျွန်တော်ရဲ့အစားအသောက် habit ကိုပြောင်းသွားတာဆိုလို့ရှိရင်တိတိကျကျပြောင်းလဲသွားတာမျိုးတော့မရှိဘူးဗျာဒါပေမဲ့အထိန်လေးနည်းနည်းရှိလာတာကိုတော့သတိထားမိတယ်နောက်ထပ် fasting လုပ်ပြမလားဆိုလို့ရှိရင်အကြာကြီးမဟုတ်ဘူးဆိုလို့ရှိရင်တော့24နာရီ fasting ကိုတစ်လတစ်ခါလောက်တော့လုပ်ရလောက်မယ်ထင်တယ်အတိတ်ပဲမရှိတာမျိုးမဟုတ်ဘူးဗျာ cellular clean up ဆိုတာလုပ်ပေးတင်တယ် cellular clean up ဆိုတာကလည်း fasting လုပ်ရင်းနဲ့ရတာဆိုတော့ကျွန်တော်ကတော့ fasting လုပ်ဖို့တိုက်တွန်းပါတယ်